Vue.js application အသုံးပြုတဲ့အခါမှာတစ်ခါတလေမှာကျွန်တော်တို့က basement လို့ခေါ်တဲ့အောက်ခံမြေပုံတွေကိုကျွန်တော်တို့တွဲဖက်ပြီးတော့မှအသုံးပြုဖို့လိုအပ်တဲ့အခါမျိုးရှိပါတယ်။အဲ့လိုလိုအပ်လာတဲ့အခါကျွန်တော်တို့က browser panel ရဲ့ XYZ time ဆိုတဲ့ option ထဲမှာသူ့ရဲ့ software install လုပ်ကြတဲ့ default အနေနဲ့ပါရှိတဲ့ basement နှစ်ခုရှိပါတယ်။အဲ့ဒါကတော့ Maps and Global Terrain နဲ့ OpenStreetMap ဆိုတဲ့ basement နှစ်ခုကို default အနေနဲ့မြင်တွေ့ရမှာပါ။ထပ်မံပြီးတော့ပြင်ပကနေပြီးတော့မှလိုအပ်ချက်အရာအခြားသော basement မျိုးစုံကိုလည်းကျွန်တော်တို့ချိတ်ဆက်ပြီးအသုံးပြုလို့ရပါသေးတယ်။အဲ့လိုချိတ်ဆက်အသုံးပြုဖို့အတွက်ကျွန်တော်တို့က XYZ time နဲ့မှာကျွန်တော်တို့ XYZ ဒီ URL link တွေကိုကျွန်တော်တို့ကရှာဖွေပြီးတော့မှထည့်သွင်းပေးရမှာဖြစ်ပါတယ်။အခုဒီသင်ခန်းစာဗီဒီယိုမှာတော့အရင်တင်ကျွန်တော်က XYZ time link တွေကို opensourceoption.com လို့ခေါ်တဲ့ website ကိုတွားပြီးကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုး Google Map ရဲ့ XYZ time link Google Satellite Map ရဲ့ XYZ time link Google Satellite Hybrid Google Terrain Google Road အစရှိသဖြင့် XYZ time layer တွေကိုအခုလိုမျိုးမြင်တွေ့ရမှာပါအဲ့ဒီ link တွေကိုကျွန်တော်တို့က copy အနေနဲ့ရယူပြီးတော့မှကျွန်တော်တို့ကခုလို Vue.js ရဲ့ XYZ time အောက်ထဲမှာချိတ်ဆက်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အသုံးပြုလို့တဲ့ basement တွေကိုကျွန်တော်တို့ကဒီမြင်တွေ့ရမှာပါအခုချိတ်ဆက်အသုံးပြုပုံကိုကျွန်တော်တရုပ်ပြသမှာမယ်ပထမဦးစွာ XYZ time ရဲ့အပေါ်မှာ right click ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် new connection ဆိုတာရှိပါတယ်အဲ့တော့ new connection ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီကျွန်တော်ကဘာအရင်ဆုံးစထည့်မလဲဆိုလို့ရှိရင်ကျွန်တော်က Google Satellite basement ကိုကျွန်တော်စထည့်ပါနာမည်အနေနဲ့ကျွန်တော် Google Satellite လို့ပေးလိုက်ပါမယ်ပြီးတော့ URL ဆိုတဲ့နေရာမှာကျွန်တော်ခုနကတော့အသင့်ကူးယူထားတဲ့ link ကိုကျွန်တော်ကကူးယူပြီးတော့ copy paste လုပ်ပါမယ်ပြီးတော့ URL ထဲမှာကျွန်တော်က paste လုပ်ပေးလိုက်မယ်လုပ်ပေးလိုက်တဲ့အခါကျန်တဲ့ option parameters တွေကိုကျွန်တော်ဘာမှမပြောင်းလဲပါဘူးပြီးတော့ကျွန်တော် OK ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် XYZ time ရဲ့အောက်မှာ Google Satellite ဆိုတဲ့ကျွန်တော်တို့ခုနနာမည်ပေးလိုက်တဲ့ basement လေးကိုကျွန်တော်တွေ့ရပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဖွင့်ပြီးအသုံးပြုကြည့်မယ်ဆိုလို့ရှိရင်အခုလို Google Satellite basement ကိုကျွန်တော်တို့အခုလိုအရင်တက်တွေ့ရမှာပါဒါကိုကျွန်တော်တို့ XYZ time layer ထဲမှာ Google Satellite ဆိုတဲ့ XYZ layer ကိုကျွန်တော်တို့ကချိတ်ဆက်တယ်လို့ခေါ်ပါတယ်နောက်ထပ် XYZ layer တွေကိုလည်းအခုနီလန်နဲ့ထပ်တူပဲကျွန်တော်တို့ပုံစံတိုင်းကျွန်တော်တို့ထည့်သွင်းအသုံးပြုလို့ရပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်